ညာသားတွေအညာခံခဲ့ရလား။လူဦးတော်လန်ရေးမှာအညာအခြေဒေတာရဲ့ဖုံထူထူအောက်မှာအိုးပြက်အိမ်ပြက်နဲ့စစ်တပ်ရဲ့မီးလောင်တိုက်သွင်းတဲ့ရွာတွေကအညာပြည်သူတွေရဲ့အန်ကျိတ်တန်တွေကိုဒီကနေ့ကြားနေရပါအညာဟာခြေမွခံခဲ့ရပြီအညာဟာအန်ကျိတ်တောက်ခောက်တန်တွေနဲ့အတူအညာဟာဒီနေ့ထိတော်လှန်နေစေပါအညာအခြေဒေတာမြမပြည်အလဲပိုင်းစကိုင်းမကွေးဒေတာဟာစီရရမဟာဗျူဟာကြတဲ့ဒေတာဖြစ်တယ်လို့အာဏာရဲ့ဗဟိုချက်တစ်ခုဖြစ်ပါတယ်ဗမာပြည်ကအုပ်ချုပ်သူတွေရဲ့အာဏာဗဟိုချက်ဖြစ်တယ်လို့မြန်မာစစ်တပ်ရဲ့စစ်သားစုဆောင်ဖို့အများအပြားလူသားရင်းမြစ်ရှိတဲ့နေရာကြီးဖြစ်ပါတယ်ထို့အတူပဲတော်လိုင်းရေးတပ်တွေနဲ့ပတ်သက်ရင်လည်းအညာဟာအင်အားအကောင်းဆုံးလူသားရင်းမြစ်ကြီးရှိနေတဲ့နေရာပါဒီနေ့အညာဟာအောင်လန်ထူဖို့ညုံလင်းချက်တွေနဲ့အတူအိုးပြက်အိမ်ပြက်အိမ်ကြီးရှုတ်ခံမရင်းကျစ်ခံပြီးအန်ကျိတ်တန်နေနဲ့တော်လန်နေစေပါအညာအပေါ်မှာပြက်ကွက်ခဲ့ကြတယ်အညာတော်လန်ရေးအတွက်ဖေးမကူဖို့ပြက်ကွက်ခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်ဝေဖန်နဲ့ထောက်ပြတဲ့စောင်းမတွေဒီကနေ့ထွက်ပေါ်လာပါတယ်အဓိကဆိုအညာတေဟန်စောင်းပါက page ကစောင်းပါတစ်ခုမှာအမျိုးသားညီညွတ်ရေးအစိုးရဟာအညာကိုပေမတော်လိုင်းရင်အင်အားစုတရဲ့အဖြစ်စူးစီးဖို့ပြက်ကွက်ခဲ့တယ်လို့လက်နက်အင်အားထောက်ပံ့ဖို့တက်တောင်ဘူလူစုလူကြီးကြီးလှုပ်ဖို့ပြက်ကွက်တဲ့အပြင်ကိုလူပြောများတဲ့ပါသုံးလုံးဆိုတဲ့ပကဖပါလာဖပါမများထိုးတဲ့ဖွဲ့စည်းကအညာကိုတပူပေါ်နှစ်ပူစစ်စီခဲ့ပါတယ်လို့ဆိုထားပါတယ်ဟုတ်ပြီအညာဆိုတဲ့အကြည်ဆိုတဲ့စကိုင်းမကွေးဒေတာကြီးမြမအုပ်ချုပ်သူတွေရဲ့အာဏာဗဟိုချက်အညာဟာနှစ်ပေါင်း40အတွင်းမှာပြန်လေလက်နက်ကင်လာတဲ့ဗမာလူမျိုးစုကြီးတည်ရှိတဲ့ဒေတာတိုင်းပြည်ရဲ့80ရာခိုင်နှုန်းသောမြန်မာလူမျိုးတွေရဲ့လက်နက်ကင်တော်လှန်ခြင်းကိုစတင်ခဲ့တဲ့အညာဒီညာမှာခုဘာဖြစ်နေလဲရွှေဘူတကြောမှာစစ်ကြောင်းထိုးတာကိုလမ်းနေချီခုခံနေတယ်လို့ငင်းကြံဘက်ကစစ်ကြောင်းထိုးမှုတွေလည်းပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လက်ရှိဖက်စစ်အာဏာရှင်တစုဟာရှမ်းမြောက်30 ဒုတိယလိုက်အပီးမှာအာဏာဗဟိုချက်ဖြစ်တဲ့အညာကိုဂရုတစိုက်ကန်ထရလာပါတယ်နမခဆိုတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတဆင့်အညာစီကိုစက်တက်လေတွေတိုက်လေတွေနဲ့ဘုံကျဲတက်ဖြတ်နေတယ်လို့မြေပြင်စစ်ကြောင်းတစ်ရက်ချိုးပြီးရွာတွေမီးရှို့ပြီးအညာသူတွေမရင်းချစ်ခံနေရပါတယ်ကျုပ်တူပါအညာမြေမှာလူပြောအများဆုံးဖြစ်တဲ့စကိုင်းတိုင်းရင်းမာပင်ခရိုင်ထဲမှာဆိုရင်တရုတ်နဲ့မြန်မာစစ်တပ်ရဲ့အဓိကအကျိုးစီးပွားကြီးဖြစ်တဲ့ဝမ်ပေါင်ကျင်းနီစီမံကိန်းရှိပါတယ်ဒီဝမ်ပေါင်ကျင်းနီစီမံကိန်းဟာအရေးပါမှုဘယ်လောက်ထိရှိလဲဆိုရင်ထွက်ရှိလာတဲ့ကျင်းနီတွေကိုကြည်စံထုတ်လုပ်ဖို့အသုံးပြုနေတယ်လို့ဒီကျင်းနီစီမံကိန်းကရတဲ့အကျိုးမြတ်တွေနဲ့မြန်မာဘက်စစ်တပ်ဟာလက်နက်ခဲယမ်းလီမြများဝယ်ယူပြီးအညာကိုပြန်တက်နေပါတယ်ထို့တူအညာကဝမ်ပေါင်စီမံကိန်းမှာရွှေထွက်ပါတယ်ဒီဝမ်ပေါင်လပတောင်းတောင်ကျင်းနီစီမံကိန်းကိုဆက်ထိမခံနိုင်တဲ့တော်လန်ရေးပါဆိုတဲ့အင်အားစုတွေရှိတယ်ဆိုတာကိုလည်းလုံငယ်သောရက်များကသတင်းထွက်ပေါ်ခဲ့ပါသေးတယ်ဝမ်ပေါင်စီကပတ်စံယူပြီးဝမ်ပေါင်ကိုကာကွယ်ပေးနေတဲ့ထဲမှာပကဖနဲ့တရင်တပ်ဖွဲ့ MOD အောက်ကတရင်တပ်ဖွဲ့အချို့လဲပါတယ်ဗျာတိတ်ကျင်နာစရာကောင်းလာပါတယ်အခုဆိုရင်ဝမ်ပေါင်မှာအညာကိုခြေမွားဖို့တက်တောင်ဘူရုနဲ့ဝမ်ပေါင်ထဲမှာအင်အားရာနဲ့ထောင်နဲ့ချီပြင်ဆင်နေပါတယ်ဒီအတွက်တော်ရင်အင်အားစုတော်ရင်ခေါင်းဆောင်တွေဟာ
အညာရဲ့အာဏာဘိုချက်ကိုမျက်ကွယ်ပြုပြီးအညာမှာတက်တောင်ဘူရုနဲ့လက်နက်တပ်ဆင်ဖို့စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ပြိုးထောင်တဲ့အချက်တွေနဲ့ပတ်သက်ပြီးအင်မတန်အားနည်းခဲ့ပါတယ်အညာသားတွေဟာမျက်ကွယ်ပြုခံခဲ့ရပါတယ်အညာသားတွေဟာအညာခံခဲ့ရပါတယ်ဒီနေ့ဒီအချိန်ထိအညာကတရင်တပ်ဖွဲ့တွေလက်နက်ခဲယမ်းမပြည့်စုံသေးပါဘူးဒါပေမဲ့အညာသားတွေရဲ့ဇွဲအညာသားတွေရဲ့တက်တိနဲ့ဖက်စစ်တပ်ကိုရင်ဆိုင်ခုခံနေစေပါအာနာဘိုချက်အညာကိုသာထိန်းချုပ်နိုင်ရင်စကိုင်းမကွေးကိုသာတော်လိုင်းခေါင်းဆောင်ဆိုသူများကစနစ်တကျစီမံခန့်ခွဲတက်တောင်ဘူရုစုဖွဲ့နိုင်ခဲ့ရင်အညာစကိုင်းအကြည်မကွေးဆိုတဲ့ဒေသတွေမှာရှိတဲ့ဖက်စစ်တပ်ရဲ့ကပစများကိုညှို့တော့အောင်လုပ်လိုက်နိုင်ပါတယ်မကွေးမှာရှိတဲ့ကပစစက်ရုံဟာမြန်မာတပြည်လုံးမှာအများဆုံးဖြစ်ပါတယ်မကွေးတိုင်းငဖဲမှာရှိတဲ့ကပစ14 20 21တွေဟာစစ်တပ်ရဲ့အဓိကလက်နက်ကြီးတွေထုတ်လုပ်တဲ့စက်ရုံတွေဖြစ်နေတယ်လို့မကွေးတိုင်းထဲမှာကပ္ပစာစက်ရုံ15ရုံရှိပါတယ်။စကိုင်းတိုင်းထဲမှာစစ်တပ်နဲ့တရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်တဲ့ဝန်ပေါင်ကျင်းဒီစီမံကိန်းကြီးရှိပါတယ်။ဒီအခြေအနေတွေကိုသာထိန်းချုပ်နိုင်ရင်ကလေးတမူလမ်းမကြီးကိုသာထိန်းချုပ်နိုင်ရင်အညာတော်လန်ကြီးဟာပြောင်းလဲသွားနိုင်ပါတယ်လွန်ခဲ့သောအချိန်တွေစီကစစ်ခွေးတင်းချိုင်းစကိုင်းတိုင်းတို့အမိတွင်ခဲ့တဲ့အညာဟာပါသုံးလုံးဆိုတဲ့ဘကဖားတွေစုဖွဲ့မှုအပြီးမှာအာနာခွာနာရှာနာနေရာနေတကွတော်လန်ရေးကိုသူတို့ခွင့်ပြုမှလုပ်ရမယ်ဆိုတဲ့အချက်တွေကြောင့်အညာမှာတချို့ကိစ္စတွေရှင်းရခက်နေပါတယ်ဒါပြင်မှာဒီပါသုံးလုံးဆိုတဲ့ NUG MOD အောက်ကရန်တရားဟာအညာပြည်သူတွေနဲ့အဝင်ခွင်ကြမဖြစ်ဘဲကတော့ကဆနားလည်မှုလွယ်ပြိပခဖြစ်ပွားမှုတွေအများပြားရှိနေတယ်လို့NUG MOD အောက်မဝင်ခြေမုံပစ်ကမယ်ဆိုတဲ့အာနာရှင်အတွေးခေါ်မျိုးနဲ့အညာတော်လန်ရေးကိုစတင်တက်ရှုပ်မှုခံလိုက်ရပါတယ်အရှိတရားကိုနင်းလို့မရပါဘူးဒီအချက်တွေကိုမပြင်ရင်ဒီအခြေအနေတွေကိုမပြင်ရင်စကိုင်းမကွေးအညာတော်လန်ရေးဟာအာနာဘိုချက်ဖြစ်တဲ့စစ်တပ်ရဲ့အာယုံဆိုင်မှုအောက်မှာအညာတော်လန်ရေးဦးချိုးခံရပါလိမ့်မယ်ဟုတ်ပြီအညာတော်လန်ရေးအောင်မြင်ခြင်းရင်အညာတော်လန်ရေးအောင်မြင်ခဲ့ရင်ဗမာပြည်အာနာဘိုချက်ကိုစုပ်ကင်မိပြီလို့ပြောလို့ရတဲ့အခြေအနေကိုတော်လိုင်းခေါင်းဆောင်ဆိုသူများဘာကြောင့်မျက်ကွယ်ပြုခဲ့ပါသလဲအညာသူအညာသားတွေကရက်ဆက်စွာချီမုံချင်းခံရတဲ့အခြေအနေကိုအညာကတော်လိုင်းအင်အားစုတွေကာကွယ်ပေးဖို့လက်နက်ခဲတွေအပြည့်အစုံတော်လိုင်းခေါင်းဆောင်ကြီးတွေအမျိုးသားညီညွတ်ရေးအစိုးရပါလို့ခံယူတဲ့အစိုးရကြီးတွေကာဝေးဝန်ကြီးဌာနကြီးတွေကဘာကြောင့်ပြက်ကွက်ခဲ့ပါသလဲအညာဟာအပေခံခဲ့ရတာလားအညာကိုစုစည်းနိုင်ရင်တော်လန်ရေးရဲ့အဖြစ်ဟာပြောင်းသွားပါလိမ့်မယ်အညာဟာအာနာဗဟိုချက်ဖြစ်တယ်လို့တော်လန်ရေးရဲ့ဝင်ရိုးတရက်ဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဒီအချိန်မှာအညာဗမာတွေကိုမင်းအောင်လိုက်ဖက်စစ်စစ်အုပ်စုအားညံ့ညက်ကြအောင်ဦးချိုးဖို့စတင်ကြိုးပမ်းနေတဲ့အခြေအနေကိုတော်လိုင်းအင်အားစုများကတုံ့ပြန်နိုင်ဖို့အတွက်အညာကိုအာယုံစိုက်ရပါလိမ့်မယ်အညာနဲ့ထပ်တူကြနေတဲ့တော်လိုင်းချိန်ဝင်ရှာကိုပြောင်းလဲသွားနိုင်မယ်တခုကရခိုင်ပြည်နယ်ကကြောက်ဖြူရင်နဲ့စိတ်ကန်းနဲ့ကြောက်ဖြူတဘာဝတငွေပိုက်လိုက်ကြပါကြောက်ဖြူတဘာဝတငွေပိုက်လိုက်ရဲ့
အညာကြီးကတဘာဝတန်းဝေပိုင်လိုင်းကြီးဖြတ်တန်းရာတလျှောက်ရယ်လက်ပတောင်းတောင်ကျင်းနီစီမံခင်းရယ်မဝေးကကပ္ပစရီရဲ့ဟန်ချက်ညီ၃ခုကိုတိတိကျကျမဟာဗျူဟာနဲ့ထိုးစစ်ဆင်နိုင်တော်လန်ရေးရဲ့အဖြေဟာမနှက်ဖြန်ပြောင်းသွားပါလိမ့်မယ်ရှင်းပါတယ်နော်နထိုးကြီးကဖြတ်တန်းသွားတဲ့ပိုင်လိုင်းငင်းကြံကဖြတ်တန်းသွားတဲ့ပိုင်လိုင်းဒီနေရာတော့ဝိုက်မှာတော်လန်ရေးတက်တွေရှိနေတယ်လို့လက်ပတောင်းတောင်ကျင်းနီစီမံကိန်းနဲ့တက်မိုင်အကွာမှာတော်လန်ရေးတက်ပေါင်းများစွာရှိပါတယ်မကွေးတိုင်းထဲမှာတော်လန်ရေးတက်တွေအများပြားရှိတယ်လို့မကွေးတိုင်းရဲ့ငဖဲရခိုင်ရိုးနဲ့မကွေးအဆက်ကိုလေအာခတ်တက်တော်အိမ်နဲ့တပ်ပေါင်းစုတွေဝင်လာပါဒီကနေ့တော်လန်ရေးရဲ့အဖြေဟာပြောင်းပြန်လှန်ပြီးစစ်အုပ်စုကိုဦးချိုးပြီးနလန္ဒဖက်စစ်တပ်ကိုရိုက်ချိုးနိုင်တဲ့တခုတည်းသောအဖြေဟာကြောက်ဖြူတဘာဝတငွေပိုင်လိုက်မှသည်အညာမြေစီကအာနာဗဟုချက်တော်လန်ဝင်ယူကိုအာကုန်စိုက်ပြီးရုံးကအညာတော်လန်ကြီးအောင်လန်တော်ကိုလွှင့်ထူနိုင်ခဲ့မယ်ဆိုရင်ရခိုင်ရိုးကတက်လာတဲ့အာရခတက်တော်အေးရဲ့တပ်ပေါင်းစုများရဲ့ကပ္ပစာများစစ်မျက်နှာမဝေးတိုင်းတွေကတော်လန်ကြီးတပ်တွေရဲ့အခင်းအကျင်းစကိုင်းတိုင်းတွေကတပ်ပေါင်းများစွာရဲ့စစ်မှန်သောရိုးသားမှုနဲ့တော်လန်ကြီးစစ်နဲ့စစ်ကိုနဲ့တူအောင်တိုက်နိုင်ခဲ့မယ်ဆိုရင်မနှက်ပြန်တော်လန်ကြီးအဖြေဟာပြောင်းသွားပါလိမ့်မယ်တတိရှိတကယ်တော်လန်ပါတတိမရှိတွေးထွက်နေလိုက်ပါတော်လန်ရေးမှာကိုလိုကန့်လန့်တော့မလုံကြပါ